ဒါလေးကတော့ကျွန်တော်ရွာမှာကိုမိုးစေးဖို့ရဆိုပြီးညှပ်ပစ်ခဲ့ပါတယ်ရန်ကုန်ရောက်လာခဲ့တော့ကျွန်တော်ကိုပိုင်ဆိုင်လေးတစ်နက်တစ်ပိုင်းလေးနဲ့စမယ်ဆိုပြီးစပစ်ခဲ့ပါပေါ့နော်တင်နန်းဆက်တက်မှရမယ်ဆိုပြီးတော့ကျွန်တော်တင်နန်းဆက်တက်ဖြစ်ခဲ့ပါတယ်ဒါကတော့ကျွန်တော် chess မှာတက်ဖြစ်တာပါမြန်မာဘာဘာ academy မှာကျွန်တော်မွန်မှန်ထက်တက်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်မြန်မာဘာဘာ academy မှာအောက်တော့ညှက်ထားတဲ့ပုံလေးရဲ့ academy မှာကျွန်တော်ညှက်ခဲ့တဲ့ပုံလေးပါအမှတ်တရပုံလေးပေါ့နော်အရင်ဆောင်းဝဲဖြည့်တဲ့ပုံလေးပါပြီးသွားတဲ့ခါမှာကျွန်တော်ဘာမှဘာဘာ shop မှာဘာဘာတယောက်အနေနဲ့စတင်ဝင်ရောက်လောက်ကန်ဖြစ်ပါတယ်ဘာမှမဘာရှော့မှာတော့ဘာတယောက်နဲ့စတဲ့ဝင်ရောက်လောက်ကန်ခဲ့ပြီးတဲ့ခါမှာတော့ကျွန်တော်ဒီ ME မြန်မာဘာ Academy မှာတင်နန်းဆရာတယောက်ဖြစ်ရက်တည်ခဲ့ပါတယ်ဒါကတော့ကျွန်တော် ME မြန်မာဘာ Academy မှာပေါ့နော်ကျွန်တော်တင်နန်းပြခဲ့တဲ့ပုံလေးကြီးပါခင်ဗျာနော်အခုကတော့ကျွန်တော်တနိုင်တစ်ပိုင်းလေးနဲ့ပဲကျွန်တော်ကိုယ်ပိုင်ဆိုင်လေးလေးဖွင့်ထားပါတယ်ကိုယ်ပိုင်တင်နန်းကြောင်းလေးကျွန်တော်တနိုင်တစ်ပိုင်းလေးနဲ့စနေပေါ့နော်ကျွန်တော်တင်နန်းလေးကိုစိတ်ဝင်စားရဆိုတော့